သစွန်စီအောင်နေလုံးကြီးဝင်ပါပြီညနေ9 နာရီခွဲပါပြီစကိုင်းအေယာဝတီမြစ်စိတ်ဖြစ်ပါတယ်အမိုက်တွေပါနေတာတော့တီးခံပါလူတွေစီကမ်းမရှိကြလို့ပါဟိုမှာတငါလေလေးတစ်စင်းမြစ်ထဲမှာသွားနေတယ်ဟိုမှာဟိုဖျားထီးတော်ကြီးငလင်တုံးကကြိုးပြီးယာကြီးနေမပြင်ကြသေးဘူးကျွန်တော်တို့မယ်နုအုပ်ချောင်းကတော့မမြင်ရတော့ပါဘူးပြိုသွားတာဖြစ်သည့်အတွက်အိုက်တဲ့တဲ့ကမယ်နုဖြစ်ပါတယ်ဟိုနာတော့ဒုထဝတီအဝင်စကိုင်းတရားလဲဒီလိုပဲရှိပါသေးတယ်ကျိုးကျသွားတဲ့ဂုံးတွေဖြုတ်နေကြတော့မှာဝါတော့ဝါကောင်တော့ရေကြီးတော့ကုံပြန်မြုပ်သွားလို့အခုဆောင်းတွင်းရေကြတော့ပြန်ပေါ်လာတာတဝက်ပေါ့စကိုင်းမျိုးကတော့ပုံမှန်သွားလာနေကြတာပါပဲ